အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အင်္ဂလိပ်စာတီချာလေးတီချာပုံညက်ခိုင်ပါကျမဒီနေ့ဗာကြားနဲ့ပတ်သက်ပြီး sharing လုပ်မလို့လဲဆိုတော့လေဟိုကျမတို့အင်္ဂလိပ်စာ sentence ပေါ့နော် sentence structure လေးကိုဘယ်လိုလုပ်ရလဲဆိုတော့ကျမပြောပြပါမယ်ကျမတို့ English sentence structure လေးကကျမတို့ဘယ်လိုလာလဲဆိုရင် SVOMPTR ဆိုတဲ့ပုံစံအတိုင်းလာပါတယ် S က subject ပါ V က verb ပါနော် O က object ပါ M က manner ပါနော် P က place ပါ T က time ပါ R က reason ပါနော်အဲ့တော့ SVOMPTR တိုင်းလာတယ်ဟုတ်တယ်ဒါပေမဲ့တခါလေကျတော့ကျမတို့ SVOMPTR တိုင်းကိုမှကျမတို့ place တွေ time တွေကနှစ်ခုသုံးခုတွေပါတတ်တယ်ပေါ့နော် phrase တွေကကျမဥပမာဆိုရင် time မှာပဲပြပြမယ်နော် time မှာဆိုကျမတို့ at 6 o'clock ကလည်း time ပဲပေါ့နော် in the morning ကလည်း time ပဲအချိန်ပဲပေါ့နော်ပြီးရင်ကျမတို့ on Sunday on Monday အဲ့လိုဥစ္စာတွေကလည်း time ပဲပေါ့နော်အဲ့လိုတွေပါလာပြီဆိုဘေးအောင်ခြေဆုံးကထားရတယ်ကျမတို့ကအချိန်ကာလအတူဆုံးဥစ္စာကိုခြေဆုံးကထားရတယ်ပြီးရင်တဖြည်းဖြည်းနဲ့ခြေသွားမယ်ပေါ့နော်အချိန်ကာလအတူဆုံးဆို at 6 o'clock ကအတူဆုံးပဲပြီးရင် in the morning on Sunday အဲ့လိုလာပါမယ်place မှာဆိုလည်းအဲ့လိုပဲပေါ့နော်နေရာချင်းတဲ့ဥစ္စာခြေဆုံးကထားရပါတယ်အဲ့ဒါကျမတို့ English sentence structure ပါ English sentence ရဲ့တိစောက်ပုံတွေပါနော် SVOMPTR လာပါတယ်တခါတည်းကျတော့ object မလို့ဘူးပေါ့နော် object မလို့ဘူးဆိုတာကကျမတို့ verb တွေမှာတော့ object လို့တာ object မလို့တာရှိရတယ်ကျမအဲ့ဒါလေးကိုကျမနောက်နေ့ကျရင်ဆက်ပြီးရှင်းပြပါမယ်နော်ဟို object မလို့တဲ့အခါမျိုးမှာကျတော့ကျမတို့ O မပါတော့ဘူးပေါ့ရှင် O မပါတော့ဘယ်နဲ့ MPTR လာမှာပေါ့နော် manner ကျတော့ကျမတို့ဘာတွေလဲတော်တော်များများ manner ကတော့သိပါတယ် ly နေဆုံးတာလား adverb တွေပေါ့နော် manner adverb တွေရမှာပေါ့နော်အဲ့လိုမျိုးတွေဆိုရင်ကျမတို့ကSVOMPTR အတိုင်းဆင်ရပါတယ် reason ကနောက်ဆုံးပါပါ okay နော်အဲ့ဆိုကျမဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် see you next video bye bye